အားလုံးပဲမင်္ဂလာပါအတုံးများဆုံးအင်္ဂလိပ်စာ EDN လေ့လာတဲ့သင်ခန်းစာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ one pig fly ဆိုတဲ့ EDN အသုံးအနှုန်းကိုလေ့လာသွားမှာဖြစ်ပါတယ် Someday you'll thank me. Yeah, when pigs fly. Yeah, right, when pigs fly. When pigs fly. You know, Smithers, I think I'll donate $1 million to the local orphanage. When pigs fly. one pig fly ဆိုတဲ့စကားစုရဲ့အဓိပ္ပာယ်ကတော့တရားပြန်ရမယ်ဆိုရင်ဝက်တွေပြန်တဲ့အခါပေါ့ကွာလို့အဓိပ္ပာယ်ရပါတယ်ဆိုလိုတာကတော့လုံးဝဖြစ်လာမှာမဟုတ်ဘူးလုံးဝပဲလို့အဓိပ္ပာယ်ရပါတယ်ဒီအသုံးအနှုန်းကိုဘယ်ချိန်မှာအသုံးပြုလဲဆိုတော့ကျွန်တော်ရဲ့ဘာသာစကားကိုပျော်ရွှင်ဖွယ်ရာစိတ်ဝင်စားစရာကောင်းအောင်ပြုလုပ်ခြင်းတဲ့အခါမှာအသုံးပြုတဲ့အသုံးအနှုန်းဖြစ်ပါတယ်လုံးဝပဲလို့ပြောချင်တဲ့အခါမှာအသုံးပြုတဲ့တခြားသောနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်ဒီအသုံးအနှုန်းကိုတစ်ခါတလေမှာအသုံးပြုလို့ရနိုင်ပေမဲ့လည်းလိုအပ်တာထက်ပိုပြီးတော့အသုံးမပြုတာအကောင်းဆုံးပဲဖြစ်ပါတယ်လုံဆောင်မှုတစ်ခုကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့ပြောပြီးတဲ့နောက်မှာစာကြောင်းရဲ့အဆုံးမှာဒီအသုံးအနှုန်းကိုအသုံးပြုလို့ရပါတယ်စာကြောင်းရဲ့ပထမတစ်ပိုင်းကတော့ future simple ဖြစ်တဲ့ဝယ်နဲ့အသုံးပြုထားမယ်ဆိုတာကိုတော့တတိပြုပေးစေချင်ပါတယ်ဥပမာအနေနဲ့ I will apologize when pigs fly ဝက်တွေပြန်တဲ့အခါမှာတော့ငါတောင်းပန်မှာပါပြောချင်တာကတော့ငါဘယ်တော့မှတောင်းပန်မှာမဟုတ်ဘူးလို့အသိပေးရပါတယ်one pig fly ဆိုတဲ့စကားစုအသုံးအနှုန်းကိုအသုံးပြုထားတဲ့စကားပြောအတိုလေးတစ်ခုနဲ့ဥပမာနှစ်ခုကိုအတူလေ့လာကြည့်လိုက်ရအောင် I've finished it by tonight ဒီညဆိုငါအဲ့ဒါပြီးပါပြီ and pigs might fly ဝက်ဒီမူပေါ်ပြန်တက်သွားပါဦးမယ်ကွာဆိုလိုတာကတော့မဖြစ်နိုင်တာကွာလို့အဓိပ္ပာယ်ရပါတယ်ဥပမာ I will go on a date with you when pigs fly ဝက်ဒီပြန်တဲ့အခါကျရင်တော့ငါနေနဲ့ချင်းတွေ့ကြမယ်လေနေနဲ့ငါချင်းတွေ့ဖို့မဖြစ်နိုင်ဘူးလို့ဆိုလိုတာပါ He would admit he was wrong when pigs fly သူကမားတယ်လို့လုံးဝဝန်ခံမှာမဟုတ်ဘူး Someday you'll thank me. Yeah, when pigs fly. Yeah, right, when pigs fly. When pigs fly. You know, Smithers, I think I'll donate $1 million to the local orphanage. When pigs fly. ခုချိန်မှာတော့ one pig fly ဆိုတဲ့စကားစုအသုံးအနှုန်းကိုအသုံးပြုထားတဲ့ဗီဒီယိုတချို့နဲ့အသုံးပြုပုံကိုလည်းလေ့လာပြီးသွားပြီဆိုတော့ဒီစကားစုကိုအသုံးပြုပြီးတော့ဥပမာစာကြောင်းနှစ်ချောင်းပြုလုပ်ပေးပါဒီသင်ခန်းစာကိုအားလုံးပဲနားလည်သဘောပေါက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲနောက်သင်ခန်းစာမှာပြန်တွေ့ပါမယ် goodbye ပါ